ဘယ်လိုမှမျိုးသားသေးလေးကဘယ်ရာအတွက်ကောင်းတာလဲဆိုပြီးတော့မှမေးနေတဲ့မိတ်ဆွေနဲ့ပတ်သက်လို့ကျွန်တော်ဒါဖြေပြပါမယ်အဲ့တော့ပထမဦးဆုံးပြောလို့တာကဒီဆေးလေးဒီတပွဲလိုဆေးလုံးဝမဟုတ်ပါဘူးနော်အဲ့ကြောင့်မလို့တော့ဗျာဒီဆေးလေးကိုကျွန်တော်မှီဝဲလိုက်တဲ့အခါမှာကျွန်တော်တို့အမျိုးသားတွေရဲ့ဒီလိမ်မိုင်းဆိုင်ရာကျန်းမာရေးအပြင်တခြားသောကျန်းမာရေးအတွက်ပါတော့ဒါအထောက်အကူပြုတဲ့တော့ဒါဆေးလေးတွေဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပထမဦးဆုံးသိနေတယ်ပေါ့လေဟုတ်ပြီကျွန်တော်တို့ကဒီလိမ်မိုင်းဆိုင်ရာကျန်းမာရေးဆိုရင်ဘယ်ရာတွေတိုးတက်စေနိုင်တာလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပါမယ်အဲ့ဒါတော့အမျိုးသားတွေရဲ့ဒီမောင်ညိုပို့ပြီးတော့မှခေါင်းမမှုအားတွေကောင်းစေတယ်ပို့ပြီးတော့မှဒီအကျော်အားတွေတန်မာလာမယ်မာကျောမှုတွေဖြစ်စေတယ်အမျိုးသားတွေရဲ့ဒီအိယာထက်ကဒီကာမခွန်အားကိုတိုးပွားစေတယ်နောက်ပြီးတော့သူကဒီတုပ်လို့မြန်ခြင်းကိုနော်ဒါပို့ပြီးတော့မှတက်တာစေတယ်တုပ်လို့မြန်ခြင်းအတွက်ကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီအမျိုးသားတွေရဲ့ဒီတုပ်ဘိုးကိုဒါအကြီးတော်အပြင်းတော်၎င်းเนาะဒါအရေးချင်းအပြင်းတော်၎င်းเนาะဒီအမျိုးသားတွေရဲ့ဒီတုပ်ဘိုးကိုကျန်းမာစေတယ်เนาะအဲ့ဒါကြောင့်မလို့ဒီကလေးရဖို့ရခင်းနေတဲ့တွေ့ဆိုလို့ရှိရင်တကယ်ကိုဒါသုံးဆက်တဲ့ဆေးဖြစ်တယ်နောက်ပြီးတော့เนาะအဓိကအဖြစ်တော့သူကဒီအမျိုးသားတွေရဲ့ဒီဟော်မုန်းဓာတ်တွေကိုဒီညွှန်ဖြတ်တာစေတယ်ပေါ့เนาะဒါတော့ကျွန်တော်ဒီအမျိုးသားတွေရဲ့ဒီလိမ်မိုင်းဆိုင်ရာကျန်းမာရေးအတွက်เนาะဒါအဓိကကောင်းတဲ့အချက်လေးတွေဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီတခြားသောကျန်းမာရေးအတွက်ဆိုလို့ရှိရင်လည်းဟလာကျွန်တော်ဒီဆေးလေးကိုမှီဝဲအသုံးပြုထားမယ်ဆိုလို့ရှိရင်ဒါညောင်ညကြိုက်ခဲတွေပြည့်စေတယ်ညဘက်ဒီမှာဆိုလို့ရှိရင်နေ့ချက်ချက်အိပ်ပျော်တယ်မနက်မိုးလင်းတဲ့အခါမျိုးမှာဆိုရင်တက်တက်ကြွကြွလန်းလန်းဆန်းဆန်းဖြစ်စေတယ်ဒါလည်းမဲ့တော့ဆိုတော့မကသေးပါဘူးเนาะဒါစိတ်ဖြစ်စီမှုတွေရောကြတယ်ဝမ်းမှန်တယ်ပေါ့ဗျာအဲ့တော့ခုလိုမျိုးဒါတခြားသောဒါချမ်းသာရေးအတွက်ပါကောင်းတယ်เนาะအဲ့ကြောင့်မလို့ဒီဆေးလေးတွေကိုမှီဝဲအသုံးပြုခြင်းအပြင်เนาะဒါဗီဒီယိုဆိုချိုလုံးဝမရှိသလိုဟလာကျွန်တော်ဒီတပွဲရိုးဆေးလည်းမဟုတ်ဘူးပေါ့เนาะအဲ့ကြောင့်မလို့မိတ်ဆွေများအနေနဲ့ကဟလာလုံးဝယုံကြည်စိတ်ချစွာသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီသွေးတို့စီးကြိုတို့နှလုံးတို့ဒီလိုမျိုးယောဂအခန်းတွေရှိနေတောင်မှဒီဆေးလေးကလုံးဝယုံကြည်စိတ်ချစွာမှီဝဲအသုံးပြုပေးလို့ရတဲ့ဆေးလေးပေါ့เนาะအဲ့ကြောင့်မလို့ကျွန်တော်အနေနဲ့ဒါမှီဝဲအသုံးပြုကြည့်ပါအဓိကအဖြစ်တော့ကျွန်တော်ဒီပန်းသေးပန်းညိုဖြစ်နေတဲ့သူတွေဟလာကျွန်အိမ်တော်ရေးဒုက္ခမပြည့်စုံတဲ့သူတွေဒီကလေးရဖို့ရခဲနေတဲ့သူတွေဆိုလို့ရှိရင်ကတော့တကယ်ကိုဆောင်ဆောင်ထားတဲ့တိုင်းဆေးလေးတစ်လက်ဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီညကနေအကြံပြုလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီဆေးလေးเนาะဒါတပူးဆိုလို့ရှိရင်2300မှာအဲ့တော့ကိုယ်အနေနဲ့ဒါဆေးဘက်လျောင်လေးသုံးချင်ရအောင်ဒါတစ်လသာနှစ်ခုသုံးပြုကြည့်ပါအဲ့တော့ဒီဆေးလေးနဲ့ပတ်သက်လို့ကိုယ်အနေနဲ့ဒါအသေးစိတ်သိချင်တယ်မှာယူသုံးပြုတွေ့ချင်တယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်ရဲ့ဒီ profile လေးမှာဖုန်းနံပါတ်လေးချပေးရတာရှိပါတယ်အဲ့ကနေတစ်စက်ဒါဆက်သွယ်မေးမြန်းပြီးတော့မှကျွန်တော်မှာယူအသုံးပြုနိုင်ပါတယ်